ကနန်းပေတွေနဲ့လူတယောက်ရဲ့အမှောင်ဘက်ချမ်း dark side ကိုသိနိုင်ပါတယ်။ဒါတွေမကပါဘူး။အဲ့ဒီလူတွေနဲ့ဘလို့အဆင်ပြေအောင်ပေါင်းသိမ်းရမလဲဆိုတဲ့လူမှုဆက်ဆံရေးမှာအရန်အရေးကြီးတဲ့အချက်ကိုပါသိနိုင်ပါတယ်။ဒီကနေ့တော့အဲ့ဒီအကြောင်းကိုပြောပြရစီ။ကနန်းသမားများရဲ့အမှောင်ဘက်ချမ်းကတော့မာနကြီးပြီးကိုထင်ရကိုဆိုင်တက်တာပါ။သူတစ်ပါးရဲ့အမြင်ကိုနားမထောင်ပဲကိုထင်ရကိုဆိုင်ကျင်ကြပါတယ်။ဒါကြောင့်သူတို့ကိုအတိမတ်ပြုပေးပါချီးကျူးပေးပါ။အမိတ်ပေးတာမျိုးထက်သူတို့ရဲ့အကြံဉာဏ်ကိုတောင်းခံတဲ့ပုံစံမျိုးနဲ့ချင်းကပ်ရင်အဆင်ပြေပါတယ်။နှစ်ကနန်းသမားများရဲ့ဓာတ်ဆိုင်ကတော့စိတ်နှူပြီးဆုံးဖြတ်ချက်မပြတ်သားခြင်းမိကိုကိုယုံကြည်မှုနဲ့ပြီးသူတစ်ပါးအပေါ်မိခိုလွန်းတက်တာပါသူတို့ကိုနူးနူးညံ့ညံ့ဆက်ဆံပါစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးနိုင်ပြီးသူတို့ရဲ့ခံစားချက်ကိုနားထောင်ပေးရင်တင့်အပေါ်အရန်တစ္ဆာရှိပါလိမ့်မယ်။သုံးကနန်းသမားများကစကားအပြောဆိုကြမ်းတမ်းတက်ပြီးသူတစ်ပါးကိုစိတ်တန်ရာရအောင်ပြောမိတတ်ပါတယ်။အရာရာကိုလွယ်လွယ်နဲ့စိတ်ပြတ်တတ်တဲ့အကျင့်တွေးကတော့သူတို့ရဲ့အမှောင်ဖက်ချမ်းကအကျင့်တွေပေါ်တဲ့အောင်ပေါင်းခြင်းနဲ့ဆိုရင်တော့သူတို့နဲ့ဘ ഹു တုတက်ဖလဲပါ။သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပြီးအတင်းအဖျင်းပြောတာမျိုးထက်အကျိုးရှိမဲ့စကားဝိုင်းမျိုးဖန်တီးပါလေးကနန်းသမားများရဲ့အမှောင်ဘက်ချမ်းကတော့ခေါင်းမာပြီးအငင်းအခုန်ပြုတတ်ပါတယ်စီကံကြီးလုံးပြီးတရားတွေစုပ်ကင်တတ်တဲ့အကျင့်ရှိပါတယ်ပေါင်းတင်နီးကသူတို့နဲ့ဆက်ဆံရင်တိကျတဲ့အချက်လက် logic သုံးပါစီကံတဲ့အချိန်ကိုလေးစားပြရင်သူတို့ရဲ့ယုံကြည်မှုကိုရပါလိမ့်မယ်ငါးကနန်းသမားများကတော့စိတ်ကြောက်ကရက်ဖြစ်တတ်ပြီးတည်ငြိမ်မှုမရှိပါဘူးလောင်းကစားနဲ့မရေရာတဲ့စွန့်စားမှုတွေကိုနှစ်သက်တတ်တာကသူတို့ရဲ့မကောင်းတဲ့အကျင့်ပါပဲသူတို့နဲ့ပေါင်းမယ်ဆိုရင်တော့သူတို့ကိုလွတ်လပ်ခွင့်ပေးပါချုပ်ချယ်တာမျိုးလုံးဝမလုပ်ပါနဲ့စိတ်လှုပ်ရှားစရာအစီအစဉ်တစ်တွေနဲ့သူတို့ကိုဆွဲဆောင်နိုင်ပါတယ်၆ကနန်းသမားများရဲ့အမှောင်ဘက်ချမ်းကအတုံးဖြုံးကြီးပြီးစိန်ခံပစ္စည်းတွေကိုမတ်မောတက်ပြီးသူတစ်ပါးကိစ္စတွေမှာအားနာလို့ပါဝင်ပတ်သက်မိတာမျိုးပါသူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရခြင်းရင်တော့သူတို့ရဲ့စေတနာကိုအတိမတ်ပြုပါမေတ္တာနဲ့ဂရုစိုက်မှုကိုအပြန်လည်ပေးပြီးလှပတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရင်သူတို့နဲ့အဆင်ပြေပါတယ်။ခုနှစ်ကနန်းသမားများဟာလူအများနဲ့ကင်းကွာလုံပြီးအထီးကျန်တက်တာပါအတွေးလုံပြီးစိုးရိမ်ပူပန်တက်တာတွေကသူတို့ရဲ့အမောင်ဖက်ချမ်းပါပဲသူတို့ရဲ့ private space ကိုပိုင်ချိန်ကိုလေးစားပါမနှောင့်ယှက်မိပါစေနဲ့ပြီးတော့အတင်းကျပ်လူစုလူဝေးတဲ့ခေါ်တာမျိုးထက်လေးနက်တဲ့စကားဝိုင်းမျိုးနဲ့ပဲချင်းကပ်ပါ။ရှစ်ကနန်းသမားများရဲ့အမောင်ဖက်ချမ်းကတော့ကက်ဆေးနေပြီးလက်စားချေလိုစိတ်ရှိတတ်တာပါ။သူတို့အကောင်းမြင်ပြီဆိုရင်လည်းလူတွေကိုအလွယ်တကူယုံကြည်တတ်ပြန်ပါတယ်သူတို့နဲ့အဆင်ပြေပြေဆက်ဆံဖို့ဆိုရင်တင့်ဘက်ကရိုးသားပွင့်လင်းဖို့လိုပါလိမ့်မယ်သူတို့နဲ့စကားဝိုင်ဖွဲ့ရင်စီးပွားရေးနဲ့အောင်မြင်မှုအကြောင်းဆွေးနွေးပါသူတို့စီကအကူအညီတောင်းရင်လည်းတကယ်လက်တွေ့ကျတဲ့အဖြေတွေရပါလိမ့်မယ်ကိုကနန်းသမားများဟာဒေါသထွက်လွယ်ပြီးအလင်းစလိုလုပ်တတ်ပါတယ်လက်နက်သို့မဟုတ်မီးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုသတိထားကင်တွယ်ဖို့လိုပါတယ်သူတို့ဒေါသထွက်နေချိန်မှာမျက်နှာချင်းမဆိုင်ပါနဲ့စိတ်အေးသွားမှအကျိုးနဲ့အကြောင်းနဲ့ရှင်းပြပါသူတို့ရဲ့စိတ်အားထက်သန်မှုကိုကောင်းမွန်တဲ့နေရာမှာသုံးနိုင်အောင်ဝိုင်းဝန်းကူညီခြင်းအပြင်သူတို့နဲ့အဆင်ပြေပြေဆက်ဆံရေးကိုရရှိပါလိမ့်မယ်